Okay ဆိုတော့ကျွန်တော်ဒီနေ့မှာဘာလုပ်မှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီပုံဆွဲမှာဘာမှပုံဆွဲမလဲဆိုလို့ရှိရင်ကျွန်တော် solid wall ကိုsolid wall ကိုသုံးပြီးတော့ကျွန်တော်ဒီ 3D ပုံတွေဆွဲမှာ okay ကျွန်တော်မှာဒီ dimension ပါတယ် 3D reference လေးရှိရဲဆိုတော့ကျွန်တော်အဲ့ဒါကိုယူပြီးတော့ဆွဲကြမယ်ဆိုတော့အကောင်ကဒီကောင်လေးဆိုတော့ဒီကောင်လေးကိုကျွန်တော်ဘယ်ကနေစဆွဲမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ base ကနေပြီးတော့စဆွဲမယ် base ပြီးသွားလို့ရှိရင်အနောက်ကဒီ rectangle လေးစဆွဲမယ်ပြီးလို့ရှိရင်အရှေ့က slope လေးဒီအရှော့လေးကိုကျွန်တော်ဆွဲမယ် okay ပထမဆုံးကျွန်တော်တို့ဆွဲဖို့ကဒီ base ကိုအရင်ဆွဲမယ် base ကသူ့ရဲ့เนาะဒီအလျားကြတော့65ဒီမှာကြတော့ဘယ်လောက်ရှိလဲဆိုလို့ရှိရင်ဒီမှာ50 okay 65 50ရှိတယ်ကျွန်တော်တို့အဲ့ဒီကောင်လေးကိုအရင်ဆွဲကြမယ်ဆိုတော့အရင်ဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ solid wall တွေကိုဝင်မယ် solid ကိုကျွန်တော်ဒီမှာ2021သုံးထားတယ်ဆိုတော့ sketch ထဲဝင်မယ်ဘယ် plane ကနေစဆွဲမယ်ဆိုကျွန်တော်ရွေးရမယ် plane ကကြတော့ကျွန်တော် top plane ရပဲဆွဲလိုက်မယ် top view ကနေလိုချင်တာမဟုတ်လို့ top plane ရဆွဲမယ်ပြီးလို့ရှိရင် center rectangle ကိုရွေးမယ်လို့ရှိရင်တတ်မှတ်လိုက်မယ် okay ဆိုတော့ဒီကောင်က65ကျွန်တော်ဒီမှာတော့ဒီဟိုဟာ unit ကတော့ဒီ millimeter ပဲကျွန်တော်သုံးထားတယ်အရင်အကြီးမဆွဲခြင်းမို့လို့ဆိုတော့အနာကြတော့50 okay ဟုတ်ပြီဒီကောင်လေးရပါဒီကောင်လေးရပါပြီဆိုလို့ရှိရင်ကျွန်တော်ဒါ 2D ပဲရှိသေးတယ် 3D ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က extruded boss ကိုသုံးရတယ် okay extruded boss ကဘလောက်ကျွန်တော်တို့ဘလောက်အပေါ်ကိုပြစ်မှာလဲဆိုလို့ရှိရင်ပုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်တောင်လေးမှာဒီ15ဆိုပြီးတော့တွေ့ရမယ်ဆိုတော့ကျွန်တော်တို့သုံးရမယ် extruded boss က measurement 15 okay 15ဆိုတော့ကျွန်တော်တို့ account လေးကိုသုံးရမယ်ဒီမှာက15ဆိုပြီးပြင်လိုက်မယ် okay ဟုတ်ပြီကျွန်တော်ဒီကောင်လေးရပါပြီဆိုတော့ဒီကောင်လေးရပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနောက်ပိုင်းကိုထပ်ဆွဲမယ်ဒီအနောက်ပိုင်းကဘာလဲဆိုရင်ကျွန်တော်ပုံလေးတစ်ချက်ပြန်ကြည့်မယ်အနောက်ကဒီ rectangle လေးကိုဆွဲမယ်ကျွန်တော် rectangle ဆွဲပွားကြီးဆိုလို့ရှိရင်ကျွန်တော်ဒီ rectangle လေးမှာဖောက်ထားတဲ့ဟာလေးကိုကျွန်တော်ထပ်ပြီးတော့လုပ်မယ် okay ပထမဆုံးတစ်ခုက rectangle ဆွဲဖို့အတွက်ကကြတော့သူကဘာပေးထားလဲဆိုလို့ရှိရင်50 40ပေးထားတယ် okay ဆိုတော့ဒီ50ကကြတော့ဒီခုနကဆွဲလိုက်တဲ့ကျွန်တော်တို့ရဲ့ဒီအမှန်50ပေါ့အမှန်50ကိုပဲထပ်ပြီးတော့သုံးထားတာဆိုတဲ့အတွက်ကျွန်တော်ထပ်ပြီးဆွဲကြရမလို့ကျွန်တော်ထပ်ပြီးတော့ဆွဲရမှာဘာဆွဲရမှာလဲဆိုလို့ရှိရင်40အတိုင်းတာနဲ့ကျွန်တော်ထပ်ပြီးတော့ဆွဲရမှာ okay အဲ့ဒီကိုဆွဲမယ်50 40 okay ကျွန်တော်တို့ကဒီပေါ်မှာထပ်ဆွဲမှာဆိုတဲ့အတွက် sketch ကို edit လုပ်တယ်လို့ရှိရင်ဒီမှာကျွန်တော်က corner ကနေစဆွဲလိုက်မယ် corner ဒီ corner ကနေပြီးတော့ထောင်းကနေဒီဘက်ကိုဆွဲလိုက်မယ် okay ဒီကောင်က50ကျွန်တော်ဖြစ်မဖြစ်ကြည့်လိုက်မယ် okay 50ဖြစ်တဲ့အတွက်ကျွန်တော်မယူချင်တော့ဘူးပြီးလို့ရှိရင်ဒီကောင်က40 okay 40ဆိုပြီးတော့ကျွန်တော်ရပါပြီ okay ဒီကောင်ကိုအပေါ်ကိုပြစ်တင်မှာပေါ်ပြစ်တင်မှာဆိုတော့ဘယ်လောက်ပြစ်တင်မလဲကျွန်တော်ချက်ပြန်သွားကြည့်မယ်ဘယ်လောက်ပြစ်တင်မှာလဲဆိုလို့ရှိရင်သူကဒီကောင်က15เนาะသူရဲ့ base က15ရှိရယ်အပေါ်ကကျတော့ base ကနေ whole ပေါ်ကိုကျတော့50ဆိုတော့ကျွန်တော်တို့50ရဲ့15နှုတ်လိုက်မယ်ဆိုလို့ရှိရင်35 okay 35ကျွန်တော်တို့အပေါ်ကိုပြစ်တင်မယ်ဆိုတော့ကျွန်တော်တို့ solid wall ပြန်သွားမယ်ပြီးလို့ရှိရင်ဒီမှာ35ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်မယ် okay ပြီးလို့ရှိရင်အမှန်ကြီးလေးချစ်ပေးလိုက် okay တော့ dimension ကိုပြန်သွားကြည့်မယ်ဟုတ်လားမဟုတ်လားဆိုပြီးတော့ okay ဒီကနေပြီးတော့ဒီထိเนาะဒီမှာဆိုလို့ရှိရင် distance เนาะ distance ဒီကနေဒီထိဆိုလို့ရှိရင်50ရှိတယ် okay အဆင်ပြေသွားပြီပြီးလို့ရှိရင်တော့ဒီပေါ်လေးကိုကတ်မှာဘယ်လိုကတ်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာပုံချက်ပြန်သွားကြည့်မယ်ဆိုတော့ဒီမှာသူကအလဲစင်တာကနေပြီးတော့ဘယ်လောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့30 20เนาะဒီခုန50ယူထားတဲ့ဟာကိုမှအဲ့ဒီ50အလဲကနေပြီးတော့ကျွန်တော်တို့ဟိုဘက်ဒီဘက်30ပြီးလို့ရှိရင်ဒီလိုမျိုးလေးကကြတော့20ကိုကျွန်တော်ဖြတ်မှာ okay ဆိုတော့အဲ့ဒါလေးကိုကျွန်တော်သွားဆွဲမယ်30 20 okay ကျွန်တော်ဒီကိုယူမှာ okay ပြီးလို့ရှိရင်ကျွန်တော်တို့စန်တာလို့ကျင်တယ် okay ဒီမှာစန်တာဘယ်နာလဲမသိဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနာကိုဘေးလေးတွေကိုနည်းနည်းလေးသူက mouse လေးနဲ့အပေါ်လေးကိုတင်လိုက်လို့ရှိရင်ဒီမှာစန်တာတစ်ခုကြာလာမယ်ပြီးလို့ရှိရင်ဒီဘက်မှာဒီဘက်ကိုလည်းတင်လိုက်တာဆိုစန်တာတစ်ခုကြာလာမယ်ဟိုဘက်စန်တာဒီဘက်စန်တာရပါပြီဆိုလို့ရှိရင်ကျွန်တော်ဆွဲလိုက် okay လို့ရှိရင်30 20 30 20
okay ဆိုတော့ကျွန်တော်တို့အလယ်မှာရောက်မနေဘူးအလယ်မှာရောက်မနေဘူးဆိုတော့ကျွန်တော်တို့ခုနက dimension မှာမပေးရအတွက်အလယ်မရောက်နေဘူးဆိုတော့ကျွန်တော်ဒီကောင် dimension ထပ်ပေးမယ်ဆိုတော့ဒီကနေဒီထိကကြတော့ဘယ်လောက်ပေးထားရဆိုတော့40ဆိုလို့ရှိရင်သူ့တစ်ဝက်ကကြတော့20ဆိုလို့ရှိရင်20ပေးလိုက်မှာဆိုရင်ဒီအလယ်မှာရောက်သွားပြီပြီးလို့ရှိရင်ဒီဘက်ကနေပြီးတော့ဒီထိကကြတော့ကျွန်တော်တို့က50ပေးထားခဲ့တာဆိုတော့သူ့ရဲ့တစ်ဝက်ကကြတော့25 okay 25ဆိုတော့25လောက်လိုက်မယ် okay ဆိုတော့ကျွန်တော်တို့ဒီမှာရသွားပြီဆိုဒီကောင်က30ဖြစ်ကမှာ30 20 okay ဗျာ okay ကျွန်တော်တို့အဲ့ဒါကိုသူကဖြတ်ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော် extruder cut ကိုသုံးမယ် okay extruder cut ကိုသုံးဖြတ်ထုတ်လိုက်မယ်ဘယ်လောက်ဖြတ်ထုတ်ရမလဲဆိုတာကိုကျွန်တော်တို့ပြန်သွားကြည့်မယ်ဒီမှာတော့ဘယ်လောက်ဖြစ်ပါလို့တော့ဒီမှာမပြောထားဘူးဆိုတော့ကျွန်တော်တို့ base out line ထိကိုကျွန်တော်တို့ဖြတ်ထုတ်လိုက်မယ်ဆိုတော့ solid work ထဲဝင်မယ်ကျွန်တော်ကဒီမှာ up to next ကိုသုံးလိုက်မယ်ဆိုတော့ up to next ဆိုလို့ရှိရင်နောက်ထပ်တစ်ခုမျက်နှာပြင်ထိသွားတာဆိုတော့ကျွန်တော်တို့ဘာမှလုပ်စရာမလိုတော့ဘူးဆိုတဲ့အတွက်မှန်ကြီးလေးချစ်ပလိုက်လို့ရှိရင်ဒါသူဖြတ်သွားပြီ okay ဆိုတော့ကျွန်တော်ဒါလေးရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာထပ်ပြီးတော့ဆွဲရမလဲဆိုလို့ရှိရင်ဒီမှာဟိုရှိတယ် slope လေးရှိတယ် slope လေးရဲ့ slope မစရင်မှာသူကကျတော့10လေးရှိတယ်10တိုင်လေးရှိတယ်10တိုင်လေးပြီးသွားမှ slope သွားမှာ okay ဆိုတော့ကျွန်တော်တို့အဲ့ဒီတိုင်လေးကဘယ်လောက်ရှိတယ်ဆိုလို့ရှိရင်10เนาะဒီ50ရှိရဲ့အလျားကြီးရဲ့အလယ်မှာဟိုဘက်5ဒီဘက်5 10ဆိုတဲ့အတုံးလေးကိုကျွန်တော်အရင်ဆွဲလိုက်မယ် okay ဆိုတော့ကျွန်တော်သွားမယ်ဆိုတော့လည်းပြန်သွားမယ်ပြီးလို့ရှိရင်ဒီမျက်နှာပြင်မှာကျွန်တော်လိုချင်တာဖြစ်တဲ့အတွက်ဒီနားမှာကျွန်တော်တို့ဒီမှာဟိုကလည်းသုံးလို့ရတယ်ကျွန်တော်တို့အလဲကိုကျွန်တော်ကပုံမှန်ရှားတာလွယ်တော့ကျွန်တော်မသုံးလိုက်တယ်ဒီမှာ dotted line နဲ့လည်းသုံးလို့ရတယ် dotted line ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့ okay ပြီးလို့ရှိရင်ဒီနားနေပြီးတော့ကျွန်တော်မှန်းပြီးဆွဲလိုက်မယ် okay မှန်းဆွဲလိုက်မယ်ပြီးလို့ရှိရင်50ဒီကောင်ကြီးကနေပြီးတော့ဒီထိက50ဆိုတဲ့အတွက်ကျွန်တော်တို့ကအလဲလိုချင်လို့ရှိရင်ဟိုဘက်25ဒီဘက်25ဖြစ်ကြမှာ okay ဆိုတော့24.5ဆိုတော့တိတ်တော့မကွာဘူးဆိုတော့25ယူလိုက်ပြီလို့ရှိရင်ဒီကောင်ရဲ့အကွာအဝေးကဘယ်လောက်လဲဆိုလို့ရှိရင်ဒီကောင်က10 okay 10ဒီကောင်ကလည်းဘယ်လောက်လဲဆိုလို့ရှိရင်ဒီကောင်ကလည်း10ပဲ okay ဟုတ်လားပုံပြန်သွားကြည့်မယ် okay တော့ဒီမှာ10ပေးထားတယ်10ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကလည်းမှတ်သူပေးထားတယ်10ဟိုဘက်ဆက်လောက်ဘက်မှာပေးထားတယ်သူကကျတော့10လို့ပေးထားတယ် okay 10ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ရသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ extruder boss ကိုသုံးမယ် okay အပေါ်ပြစ်တင်လိုက်မယ်เนาะပေါ်ပြစ်တင်မယ်ဆိုတော့အတွက်ဘာမှမလိုတော့ဘူးပြန်ပဲပြစ်တင်လိုက်မယ် okay ဗျာကျွန်တော်ဒါလေးရသွားပြီလို့ရှိရင်ကျွန်တော်တို့စလုတ်လေးကိုထပ်ဆွဲမယ် okay စလုတ်လေးဆွဲဖို့အတွက်ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမျက်နှာပြင်ကနေလှမ်းဆွဲမှာ okay စလုတ်ကဒီထိပ်အစနေပြီးတော့ဒီထိပ်အစထိသွားမယ်ဆိုတော့ဒါကြီးပဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ extruder boss ကိုသုံးလို့မရဘူးဆိုတော့မြင်းတစ်ချောင်းနဲ့ဖြစ်နေတယ်သူ့ကိုဒီ block เนาะဟိုဟာဖြစ်နေတဲ့အပြည့်လေးဖြစ်နေမှာသူက extruder boss ကိုသုံးနေရတယ်ဒီမှာဆိုလို့ရှိရင်အလယ်မှာဒီဟိုဟာလေးနဲ့ gray color လေးနဲ့ block လေးဖြစ်သွားပြီဆိုမှကျွန်တော်တို့က extruder ဒီ boss ကိုသုံးနေရတာပေါ့ okay ဟုတ်ပြီပြီးရင်သူ့ကို extruder boss သုံးမယ်ဘယ်ဘက်လဲဆိုတော့ direction မှားတယ်ဒီဘက်ကိုသွားမယ် okay ဘယ်လောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့က10 okay ဗျာ10လောက်လိုက်ပြီ okay ဆိုတော့သူလိုချင်တဲ့ဟာလေးကျွန်တော်ပုံပေါ်လာပြီတဖြည်းဖြည်းနဲ့ okay ဒီမှာဘာကြံမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပါပဲကြံမယ်စာကယ်လေးဖောက်ဖို့လိုနေစာကယ်ဖောက်ဖို့လိုနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့စာကယ်ဖောက်ကြမယ်သွားပြီးတော့ okay စာကယ်ဖောက်မဲ့ကွာဝေးကကျတော့သူ base line နေအပေါ်ကို25ရှိရယ်ပြီးလို့ရှိရင်ကွာဝေးကကျတော့20ရှိရယ် okay ကျွန်တော်အရာတွေကိုဆွဲမယ်ဒီဘက်မျက်နှာပြင်ယူမယ် okay เนาะစာကယ်လေးရင်ဆွဲလိုက်မယ်เนาะစာကယ်လေးကိုတိတာအောင်ဒီကောင်က15ရှိရယ်15ရှိရယ် diameter 15ရှိရယ်စာကယ်လေးနှစ်ခုဆိုတော့ပြောချင်တာကြတော့သူကဟိုဘက်နဲ့ဒီဘက်နဲ့ပေါ့เนาะဟိုဘက်နဲ့ဒီဘက်နဲ့ပြောချင်တာဒီဘက်နဲ့ပြောရှင်ဒီဘက်မျက်နှာချင်းဆိုင်နဲ့3နဲ့နှစ်ဘက်ပေါ့နှစ်ဘက်ကိုပြောချင်တာဖြစ်တဲ့အတွက်နှစ်လုံးလို့ရေးထားတာဆိုတော့ကျွန်တော်က
ပြန်မလို့တော့ဘူး okay ဆိုတော့25ရယ်20ရယ်ဒီကနေပြီးတော့ဒီအထိအမြင်က25ပြီးလို့ရှိရင်ဒီကနေပြီးတော့ဒီအထိက20 okay ရပြီဖြစ်တဲ့အတွက်ကျွန်တော်ဘာသုံးလဲဆိုလို့ရှိရင် extruder cut ကိုသုံးမယ် okay ဆိုတော့ကျွန်တော်ကအကုန်လုံးကိုဟိုဘက်ကဒီဘက်ကိုဖျက်ချလိုက်မှဖြစ်တဲ့အတွက်သူတို့ဆိုလို့ရှိရင်အကုန်လုံးပြတ်သွားပြီ okay ဟိုဘက်ကဒီဘက်ကလုံးဝပြတ်သွားပြီ okay ဆိုတော့ကျွန်တော်တို့ဒီပုံမှာလိုချင်တဲ့ဟာလေးကိုကျွန်တော်တို့ရသွားပြီချက်ကျွန်တော်တို့ဟုတ်လားမဟုတ်လားပုံနဲ့ပြန်ပြီးသွားပြီးတော့တိုက်ပြီးစစ်ကြမယ်လောဆယ်ဒီဘက် site ကနေကြည့်တိုင်းမှာဟောပြောင်းမြင်ဖြစ်နေပါ okay ဒီဘက်ကနေကြည့်ရင်okay ဆိုတော့ကျွန်တော်တို့လိုချင်တဲ့ဒီပုံလေးကိုရပါပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဒီဗီဒီယိုမှာဒါပဲပေါ့နော်